Samsung ရဲ့ Galaxy Z4 8ကိုကျွန်တော်9ရက်ကြာစမ်းသုံးပြီးပြီဆိုတော့ပြောစရာကြီးအများကြီးရှိရယ်ဆိုတော့ဒီဖုန်းကိုကျွန်တော် Samsung မြန်မာစီကနေယူထားတာပေါ့နော်ဒါပေမဲ့လို့ကျွန်တော်အခုပြောမဲ့အချက်တွေက 100% ကျွန်တော်ခန်းစားချက်အစစ်မှန်တွေကိုပြောမှာဖြစ်ပါတယ်ဆိုတော့ဝယ်ဖို့စဉ်းစားနေတဲ့လူတွေဆိုလို့ရှိရင်လည်းဒီဗီဒီယိုမဖြစ်မနေကြည့်သင့်ပါတယ်ဆိုတော့ဒီဖုန်းကပေါ့နော်ဘေးနဲ့ဘက်ကတော်တော်လေး white တယ်ဆိုတော့လက်ထဲမှာမြင်တော့ဘယ်လိုပြောပြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ S26 Ultra တို့လိုမျိုး size ကြီးရဲ့ဖုန်းတွေကိုကာဗာအထူတက်ကင်လိုက်တိုင်းနဲ့ဆင်နေပေါ့နော်ဆိုတော့ပေါ့နော်ဒီလို Ultra size ဖုန်းတွေကင်နေကြလို့ဆိုလို့ရှိရင်ဒီလိုဖုန်းပြောင်းကင်ရတာကအရင်ခက်ခဲမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တာမန် compact size ကနေပြောင်းကင်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးအချိန်ယူရလိမ့်မယ်ပေါ့နော်အလက်တန်အသားကျဖို့ဆိုလို့ရှိရင်ဒီ Z4 ကပေါ့နော်ကျွန်တော်တို့ကင်ရင်းနဲ့ဒီဖုန်းနဲ့ fall in love ပိုဖြစ်လာလေလို့ပြောရမယ်ပေါ့နော်ဒီဖုန်းရဲ့ style ကအရန် cute ဖြစ်တယ်ပေါ့နော်ဘယ်လိုလဲမသိဘူးကလက်ထဲမှာဒီကင်ထားရတာကိုကဒီဖုန်းတစ်လုံးကိုကင်ထားရတာလည်းမတူဘူးပေါ့နော်ဆိုတော့အရင်ခေတ်တုန်းကပေါ့နော်ဂိမ်းဆက်ပုံစံမျိုးလေးနဲ့သွားဆင်တယ်ဆိုတော့လက်ထဲမှာကင်ရတာတော်တော်လေးဘယ်လိုပြောရမလဲတော်တော်လေးအရသာရှိရပေါ့နော်ဆိုတော့ပေါ့နော်ပြောရရင်ဒီဖုန်းရဲ့ hand feeling ဘိုင်းကကင်ပါများလေပို့ပြီးတော့သဘောကျလေဖြစ်မှာပါSo specification နဲ့နည်းနည်းလေးရွတ်လိုက်မှာပေါ့နော် So 9.5 လက်မှာ 120Hz 3000 nits ပို့လုပ်တဲ့ Dynamic AMOLED 2H ကိုသုံးပေးထားတယ် So အမှန်တမ်းပြောရင်ပေါ့နော်ဒီအပြင်ဘက် display မှာတင်အကုန်လုံးအဆင်ပြေသုံးလို့ရတယ်ပေါ့ social media သုံးမလား YouTube ကြည့်မလား game ဆော့မလားအကုန်အဆင်ပြေရပေါ့နော် So ဒီအရင်ကထွက်ခဲ့တဲ့ 4A မှာဆိုလို့ရှိရင်ကျွန်တော်တို့ screen ကပိတ်ဝင်ရှိဖြစ်နေရဖြစ်တဲ့အတွက်ဒီ cover screen မှာ YouTube တွေပါကြည့်မယ်ဆိုလို့ရှိရင်အရင်သေးရပေါ့နော်တော့ဒီကောင်မှာပုံစံအသစ်ဖြစ်သွားတဲ့အတွက် YouTube ကြည့်ရင်ပေါ့နော်နေရာလူတွေတော်တော်နည်းသွားတယ်ဟို cover screen မှာနေကြည့်ရတော်တော်လေးအဆင်ပြေအောင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်အထဲမှာဒီလိုညနေပြင်အကြီးရှိနေရဘာလို့အပြင်ဘက်နဲ့ကြည့်မှာလဲပေါ့ဆိုတော့အထက်ကကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် 4:3 ratio ရှိတဲ့ 9.6 လက်မှာမျက်နှာပြင်ကိုတွေ့ရမယ်ဆိုတော့ပေါ့နော်ဒီနေ့ရဲ့ 4 တွေမှာကကျွန်တော်တို့အလဲကခောက်ရာကလုံးဝနီးပါးကိုပျောက်သွားပြီကျွန်တော်တော့ပျောက်ဂီးမဆိုင်ဘူးအရင်ကတည်းကပေါ့နော်ဆိုတော့ဂီးဆိုင်တဲ့လူတွေရှိလို့ဒါကိုပြောပြပေးရဖြစ်ပါတယ်ကဲဆိုတော့ဒီလောက်လှပတဲ့ display ကြီးမှာကျွန်တော်တို့ခံနေတာလေးကတော့ဒီဖန်ရှိုးလေးဖြစ်ပါတယ်ကျွန်တော်ဖြစ်စေချင်တာကဒီခောက်ရာပျောက်တာထက်ဒီဖန်ရှိုးကိုအရင်တော့လို့ UDC ပြန်သုံးစေချင်တယ်ပေါ့နော် UDC ဆိုတော့ကျွန်တော်တို့ under display camera ပါဆိုတော့ကျွန်တော်တို့ Z4 4တို့ Z4 5တို့ Z4 6တို့မှာ under display camera ပါတယ်ပေါ့နော်ဆိုတော့ Z4 7 minute ကစပြီးတော့ကျွန်တော်တို့ဒီဖန်ရှိုးကြီးပြန်ထည့်ထားတယ်ပေါ့နော်သူတို့ကြည့်ရတော့ဈေးကြီးလို့နေမှာပါဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ပျောက်စေခြင်းနဲ့ဆိုတော့ဒီဖုန်းမှာပို့ပြီးတော့ပျောက်စေခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာတိကတုံးမယ်ဆိုလို့ရှိရင်ဒီဖန်ရှိုးကြီးကဒီဘက်မှာခံနေရပေါ့နော်ဆိုတော့ပြောရရင်ပေါ့နော်အရင်တော့မရှုပ်ပေမဲ့လို့ကိုယ့်ကိုကာရတော့ဖြစ်တယ်ပေါ့ဗျာဆိုတော့ DC4X ရဲ့အထက်ဘက် display ကကျွန်တော်တို့ပုံစံ2မျိုးနဲ့သုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီပေါ့နော် vertical တွေ horizontal တွေ landscape တွေ portrait တွေမပြောတော့မြန်မာလိုပဲပြောတော့မယ်ဆိုတော့အလယ်အား light နဲ့ကျွန်တော်တို့ down light ပေါ့နော်ဆိုတော့အလယ်အားနဲ့သုံးမယ်ဆိုလို့ရှိရင် YouTube ကြည့်ရအတွက်အကောင်းဆုံးပဲဆိုတော့ YouTube မှာမဟုတ်ပေါ့နော်ရုပ်ရှင်တွေပါကြည့်တာကျွန်တော်တို့ game တွေပါဆော့တာအဲ့အတွက်ဆိုလို့ရှိရင်လုံးဝ perfect ပဲဗျာပြောရရင်ကျွန်တော် PU တွေပါဆော့လို့ရှိရင်လည်းတော်တော်လေးမိုက်တယ်ဆိုတော့ down light သုံးပြီဆိုလို့ရှိရင်ကျွန်တော်တို့ ebook တွေပါဖတ်လို့တော်တော်ကောင်းတယ်ပေါ့နော်စာအုပ်စာပေလူမိတ်ဆွေဆိုတဲ့အတိုင်းကျွန်တော်စာဖတ်တာဝါနာပါရဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီကောင်လေးကကျွန်တော်တို့သူ့ site နဲ့လုံးဝမိုက်တယ်ပေါ့နော် weight ကလည်းကျွန်တော်တို့201 gram ပဲရှိတယ်ဆိုတော့ Z4 Ultra ထက်ကျွန်တော်တို့15 gram နီးပါးလောက်ပို့တယ်ပေါ့နော်လက်ထဲမှာတော်တော်လေးကင်လို့ကောင်းတယ်ဗျပြီးရင်ပေါ့နော် social media တွေပါသုံးရတာတော်တော်လေးမိုက်တယ်ပေါ့နော်ဒီပုံစံကကျွန်တော်ဆိုလို့ရှိရင်အထဲဘက် screen ဖွင့်လိုက်တာနဲ့ဒီပုံစံဘယ်ထားသုံးဖြစ်တာများတယ်ပေါ့နော်ဆိုတော့ mini tablet အသေးစားပုံစံမျိုးနဲ့သွားဆင်တယ်ဒီနေ့ Z4 8မှာကျွန်တော်တို့ဒီလိုကြီး flash mode ပေါ့နော်ပြောရရင်ကျွန်တော်တို့ထောင်လို့မရတော့အနည်းဆုံးပေါ့နော်ကျွန်တော်တို့90 degree ကျော်ရင်ပြုတ်ကြတယ်မရဘူးပေါ့နော်ဆိုတော့90 degree ထက်ကိုကျွန်တော်တို့ဒီလိုဒီဘက်စောင်းမှာပဲကျွန်တော်တို့ရမယ်ပေါ့နော်ဆိုတော့အပြင်ဘက် cover screen မှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ cover screen မှာဖွင့်ပြီးတော့ကျွန်တော်တို့ဒီလိုလေးထောင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အထဲဘက် screen နဲ့တော့ကြည့်လို့မရတော့ပါဘူးဒီ9ရက်ကြာ3ပြည့်နောက်ပိုင်းမှာပြောလို့ကောင်းတာတစ်ခုက battery ဆိုတော့ battery ကပေါ့နော် silicon carbon အမျိုးအစားကိုကျွန်တော်တို့ဒီနှစ်မှာပထမဆုံးသုံးပေးထားတာ 4 series အတွက်ပေါ့နော်
battery ဘိုင်းကတော့ကျွန်တော်တို့တော်တော်များများသိချင်နေကြမယ်ထင်တယ်ဆိုတော့ကျွန်တော်9ရက်ကြာစမ်းသုံးပြီးတဲ့အခြေအနေမှာ battery ဘိုင်းတော်တော်လေးခံလာတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဖုန်းနဲ့ 4K YouTube ဗီဒီယိုကိုအပြင်ဘက်ဒီ cover display မှာကြည့်ရင်16မိနစ်လောက်ကြည့်မှ 1% လောက်လျော့ရပေါ့နော်ဆိုတော့ brightness ကို 50% ပေါ့နော် brightness တဝက်ထားတယ်ဆိုတော့အထက်ဘက် screen နဲ့ကြည့်ရဆိုလို့ရှိရင်တော့ကျွန်တော်တို့12မိနစ်ကို 1% လျော့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အပြင်ဘက်နဲ့အထက်ဘက်နဲ့ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့4မိနစ်လောက်ကွာသွားရပေါ့နော်ပြီးပေါ့နော် 4K 60 frame per second နဲ့ video recording ကိုလည်းစမ်းထားတယ်ပေါ့နော်ကျွန်တော်တို့10မိနစ်လောက် record လုပ်မယ်ဆိုလို့ရှိရင် 3% လောက်ကုန်တယ် game မှာတော့ကျွန်တော် PUBG နဲ့စမ်းပြထားရပေါ့နော်အထက်ဘက် screen နဲ့ PUBG ဆော့တဲ့အခါမျိုးမှာကျွန်တော်15မိနစ်ကို 5% လောက်ကုန်ပါတယ်ဆိုတော့ overall ရပြောရရင်ပေါ့နော်ကျွန်တော် battery ကိုလည်းနေ့လယ်12နာရီလောက်ကနေညနေ6နာရီလောက်အထိစမ်းသုံးထားတဲ့အခါမျိုးမှာ battery က 60% လောက်ကနေကျွန်တော်တို့ 20% လောက်အထိပဲလျော့တယ်ပေါ့နော်ဒါကကျွန်တော်တောက်လျှောက်ဒီပါသုံးတာ reels ကြီးရယ် shorts တွေကြီးရယ် YouTube ကြီးရယ် game ဆော့ရယ်ပေါ့နော်အဲ့လိုတောက်လျှောက်နီးပါသုံးထားတာပေါ့နော်ဆိုတော့ကျွန်တော်အမြင်မှာတော့ပေါ့နော်ဒီ battery ဘိုင်းတော့တော်တော်လေးအားရတယ်ဒီနောက်ပိုင်း S27 လို့ပါတော့ထွက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လေဒီ battery ဘိုင်းကပို့ပြီးတော့ကောင်းလာဖို့ပဲရှိပါတယ်ပြောရရင်ပေါ့နော်ကင်မရာကြောင့်ခောက်ဖုံးဝယ်လို့ဆိုတာမရှိတော့ရှားတယ်ဆိုတော့ခောက်ချင်လို့ခောက်ဖုံးဝယ်တာပေါ့နော်ဆိုတော့ကင်မရာကောင်းကောင်းပါတဲ့ဖုန်းလိုချင်တယ်ဆိုလို့ရှိရင်တာမန်ဖုန်းတွေဝယ်ပေါ့နော်ဥပမာပြောရရင် Samsung ထဲမှာဆိုလို့ရှိရင်26 Ultra ရှိမယ်တခြား brand တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာညာအများကြီးရှိရပေါ့နော်ဆိုတော့ DC4 မှာကကျွန်တော်ကင်မရာနှလုံးပဲပါတယ်50 megapixel ကင်မရာနှလုံးပေါ့နော် wide lens နဲ့ ultra wide lens နဲ့ဆိုတော့ Samsung ultra wide lens ကတော့ကျွန်တော်2D လို့ပြောစရာလိုမယ်မထင်ဘူးဆိုတော့မနေ့ကကျွန်တော်12 megapixel ကနေဒီနေ့50 megapixel တိုးပေးထားရပါတော့ကျွန်တော်တို့ Z4 Ultra ရော Z4 မှာရောကကျွန်တော်တို့ ultra wide camera quality ကတူတူပဲဆိုတော့ပေါ့နော် camera ဘိုင်းကပြောရရင် S26 Ultra နဲ့ S26 နဲ့ကွာတယ်လို့မျိုးပဲဒီမှာလည်းကျွန်တော်တို့ Z4 Ultra နဲ့ Z4 ပေါ့နော်အဲ့လိုပုံစံမျိုးကွာပါတယ်ဒါကပေါ့နော်ကျွန်တော်ပြောချင်တဲ့သဘောက camera မကောင်းလို့ပြောချင်တာမဟုတ်ဘူး camera ကကောင်းတယ်ဒါပေမဲ့ဒီပေးရတဲ့ဈေး$1900ပေါ့နော်ဒီဈေးနဲ့ဒီ camera quality နဲ့တော့တိတ်ပြီးတော့မဆက်ဆက်ဘူးเนาะပြောရရင်ဒါပေမဲ့တစ်ဖက်ကတွေးကြည့်တော့လေကျွန်တော်တို့ဒီကောင်က camera အသားပေးဖုန်းမဟုတ်ခောက်ဖုန်းပေါ့နော်ခောက်ဖုန်းမလို့လေဈေးပိုကြီးနေတာဆိုတော့အဲ့တခုတော့ကျွန်တော်တို့သိထားပါလိမ့်မယ်ပြီးချစ်ဆက်လာစနစ်ကို8 Gen 5နဲ့လာတယ်ပြီး IP48 ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ dust resistant တော့အရင်မဖြစ်ဘူး water resistant တော့ဖြစ်တယ်ပြီးရပါတော့သူ့ရဲ့ stereo speaker quality ရတယ်တော်တော်လေးကောင်းတယ်တခုရှိတာကပေါ့နော်နည်းနည်းလေးပေါ့နော်ဒီကောဖြစ်တာကကျွန်တော်တို့ YouTube ကြီးရဲ့အခါမျိုးမှာကျွန်တော်တို့ဒီလိုပေါ့နော်အလဲရလိုက်ကြည့်တယ်ကြည့်ပေမဲ့ကျွန်တော်တို့ speaker ကဒီဘက်မှာပေါ့နော်ဆိုတော့ဒီအပေါ်နဲ့အောက်မှာပါတာဟုတ်ဆိုတော့အဲ့လိုပါတော့ကျွန်တော်တို့ဖုန်းကိုဒီလိုအလဲရတဲ့ကန်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ဘက်ကအတန်ပိုကြားရတယ်ပေါ့နော်ပြီးတော့ speaker ကဘက်ဘက်နဲ့ပိုနီးရအောင်ဆိုတော့ညာဘက်မှာကဒီ speaker မပါဘူးသူကအပေါ်အောက်ဆိုတော့ဆိုတော့ 4A Ultra မှာကြာအဲ့လိုမဟုတ် 4A Ultra မှာကြာတော့ကျွန်တော်တို့ဒီ downlight ကိုမှ speaker အပေါ်အောက်ပါတာအဲ့တော့အလဲရလိုက်ပေါ့နော်လှုပ်လိုက်ရင် speaker ဘေးညာနှစ်ဖက်ရောက်သွားတယ်ပေါ့နော်ဆိုတော့ကွက်တီပဲတော့ဒီကောင်းမှာကျွန်တော်တို့ speaker ကဒီလိုအလဲရလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဘက်ကပိုကြားနေရလို့ခံစားရပေါ့နော်တခါတည်းကျရင်တိတ်ပြီးတော့အားမရဘူးပေါ့နော်ပြောရရင်ပြီးရင်ပေါ့နော် One UI 9နဲ့လာတယ်One UI 9နဲ့ပတ်သက်တဲ့ feature ကြီးလည်းကျွန်တော် video တစ်ပုတ်ပေါ့နော်ဒီ unit ဆက်ရထားရင်တော့ကျွန်တော်လာဖြစ်မယ်ထင်တယ်ပေါ့နော်ဟုတ်ပြီပေါ့နော်ဆိုတော့အဆုံးတက်ရရင်ဒီ C4 မှာကျွန်တော်အားရဆုံးအပိုင်းကဒီ battery ဘိုင်းဆိုတော့ battery ဘိုင်းတော်တော်လေးကောင်းလာတာကိုတွေ့တယ်အားသိမ့်မရတဲ့အပိုင်းတော့ကျွန်တော်တို့ camera ဘိုင်းဆိုတော့တခြားအချက်တွေကတော့ကျွန်တော်တို့တာမန်ပဲအဓိကကသူကဒီ new shape ပုံစံအသစ်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ကန်ရတဲ့ပုံစံဒီသုံးရတဲ့ဒီ experience လေးတွေကကျွန်တော်တို့လုံးဝအသစ်ပေါ့နော်ဆိုတော့တေချာတစ်ခုပေါ့နော်ခင်ဗျာဒီဖုန်းကိုဝယ်လိုက်ပြီဆိုလို့ရှိရင်ဒီဖုန်းတွေကခဏလေးအသားကျသွားလိမ့်မယ်ပြီးဒီဖုန်းမှာသုံးရတဲ့ပုံစံတွေပေါ့နော်အထူးသဖြင့်ကျွန်တော်ဆိုလို့ရှိရင်ဒီဖြန့်ပြီးတော့ particle downlight သုံးရတာတော့တော်တော်လေးသဘောကျတယ်တော့အပြင်ဘက် screen တော့တိတ်မသုံးဖြစ်ဘူးပေါ့နော်ဒီအထဲဘက်ကဒီ downlight ပဲသုံးတာများတယ်ပေါ့နော်တော်တော်လေးမိုက်တယ်ဆော့ဆော့ပြောခဲ့သလိုပဲပေါ့နော်အထဲဘက်ကဖန်ရှိုးလေးကကျွန်တော်တို့နည်းနည်းမျက်စိသပင်ဝေးစူးတာလေးကလွဲလို့ display ဘိုင်းကလုံးဝရှေ့မိုက်တယ်ပေါ့နော်ဆိုတော့ Z4 Ultra နဲ့ရှင်းမယ်ဆိုရှင်ပေါ့နော်$200ပဲกว่า
ဆိုတော့ Ultra မှာက200 megapixel ပိုရတယ် telephoto ပိုရတယ်ဆိုတော့အဓိကကွာခြားချက်ကဒါပဲပေါ့နော်နည်းနည်းပိုပါတယ်ဘာညာပေါ့နော်ဒါရအဲ့လောက်မဟုတ်ဘူးဆိုတော့ကျွန်တော်သာဆိုရင် 4A နဲ့ 4A Ultra မှာ 4A ပဲယူမယ်ပြောရင်ဒီ site ကိုတော်တော်လေးသဘောကျတယ်ပေါ့နော်ဆိုတော့မကန်ရသေးရင် show တွေမှာသွားပြီးစမ်းကန်ကြည့်ပေါ့နော်ဒီ site ကတော်တော်လေးကန်လို့ကောင်းတယ်ဟုတ်ပြီဆိုတော့ဒီနေ့ဗီဒီယိုတော့ပါပဲဆိုတော့ဗီဒီယိုလေးရှေ့သွားရပေါ့နော်ဆိုတော့ကြည့်ပြီးတော့အထူးပဲကျေးဇူးပါတယ်ဗီဒီယိုလေး channel ဆိုလို့ရှိရင် like နဲ့ share နဲ့လုပ်သွားကြလို့ရပါတယ်ဆိုတော့ကျွန်တော်တို့တော့ထိထက်ကဖြစ်ပါတယ်တိုင်လာပါနောက်ဗီဒီယိုမှာပြန်ကြပါပေါ့